အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့မနေ့ညကတော့အော်ဝင်းနေပေါ့အဲ့တော့အကြိုက်ဆုံးပွဲလေးရတယ်ရန်ပွဲလေးရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါဒီညလေးကျွန်တော်ဒါ၃ပွဲရွေးထုတ်ထားတယ်ပေါ့ဒါ၃ပွဲပြောပြပေးသွားမှာဖြစ်တယ်အဲ့ထက်အကြိုက်ဆုံးပွဲစဉ်ကိုတော့ဒါကျွန်တော်ရဲ့ Telegram Free Channel မှာပေးမှာဖြစ်တယ်ဒီမှာတော့အကြိုက်ဆုံးပွဲစဉ်မပြောသေးဘူးပေါ့နော်အဲ့တော့ဘွင်ဆုံးကကျွန်တော်ဒီညမှာအားလုံးစိတ်ဝင်စားနေတဲ့ပွဲနဲ့ဘွင်ဆုံးစလိုက်မယ်အဲ့ဒါဘာတော့ဆိုတော့ကျွန်တော်တို့ Manchester City နဲ့ Arsenal နဲ့ပွဲဘာကြောင့်လဲဆိုတော့ဒါမျိုးတွေကသိကျင်နေတဲ့ညီကိုတွေရှိလိမ့်မယ်ထင်လို့ပါသိရမလား။ဘာကြောင့်ဆိုတော့ကျွန်တော်အကြိုက်ဆုံးပွဲဟုတ်ချင်မှဟုတ်လိမ့်မယ်။ဒါပေမဲ့ဒီလိုပွဲစဉ်တွေကကျွန်တော်တို့သိကျင်နေတဲ့လူတွေများမှာမို့လို့ကျွန်တော်အနေနဲ့ပြောပြခြင်းဖြစ်တယ်။ပုံမှန်ဆိုရင်ကျွန်တော်ဒီလို hot ဖြစ်နေတဲ့ပွဲစဉ်တွေကိုရှောင်တာများတယ်။ဒါပေမဲ့ဒီနေ့ညတော့ကျွန်တော်အကြိတ်နဲ့ရှိမှာမို့လို့ပြောပြလိုက်မယ်။ကျွန်တော်အမြင်ဘူးပေါ့။အဲ့ Man City ကနေ195စားပေးတယ်။ကိုပေါင်းကြီးက2မိုင်းနဲ့85ရှုံးအဲ့တော့ဘုံဆုံးပြောရမယ်ဆိုရင်အဲ့ကြီးကပြင်းတယ်ဒါဘုံဆုံးမေးပြောတဲ့မေးခွန်းဘာကြောင့်ပြင်းတယ်လို့မေးပြောတာလဲလို့မေးရင် My City အနေနဲ့အိမ်ကွင်းကြီးမှာသူ့အထက်ကအသင်းကို level 100ရှုံးပေးလို့မရဘူးအိမ်ကွင်း weight တီကျွန်တော်အများအားပြောတယ်အိမ်ကွင်း weight တီ level 100ရှုံးမဟုတ်ဘူးအိမ်ကွင်း weight တီ level 50ရှုံးလောက်ကအိမ်ကွင်း weight ပဲ level 50ရှုံး or level 40ရှုံးဒီလောက်ကပဲအိမ်ကွင်း weight level 50ရှုံးအထက်သားသွားရင်အဲ့ဒါအိမ်ကွင်း weight မဟုတ်တော့ဘူးအဲ့ဒါကကြီးစားတော့တာဖြစ်ပြီအထူးသဖြင့်အောက်ကတင်းကနေအပေါ်လှမ်းပေးတာကပိုးတောင်ဆိုးသေးတယ်အိမ်ကွင်းမွန်လို့ပေးတာလက်ခံပေမဲ့အောက်ကတင်းကနေအပေါ်လှမ်းပေးရင်အိမ်ကွင်း weight နဲ့ပြီးရင် level 50ရှုံးပဲဒါပေမဲ့အပေါ်ကိုလှမ်းပေးတယ်195စီလှမ်းပေးလိုက်တယ်ဒါတောင်ကျွန်တော်တို့ဒါကူကြီးပဲကြံသေးတာကြီးကတက်ကြလာဖို့ရပဲရှိတယ်အဲ့တော့ကိုပေါင်းကြီးကကျွန်တော်2မိုင်းနဲ့85ရှုံးကြီးပေါ့အဲ့တော့ကိုပေါင်းကြီးကတော့ကျွန်တော်အရန်ကြီးတော့မကြိုက်ဘူးဆိုတာဒီလိုပွဲစဉ်မျိုးကနည်းနည်းရှင်းရှင်းပြောရင်ပင်မထူးနေမထူးပွဲစဉ်တွေဖြစ်တယ်ရှင်းရှင်းပြောရင်အရင်လိုစစ်ဖြစ်တာတွေပါလုံးမှာမဟုတ်ဘူးမိုင်စီးရီးကလည်းဒီပွဲကသူတို့တော့ကအနိုင်နဲ့အရှုံးမရှိတာတရေရလို့မရဘူးသူတို့တော့ကနိုင်မလားရှုံးမလားဒါပဲသူတို့လုံးမှာတရေတွေပါသူတို့စိတ်ဝင်စားမှာမဟုတ်ဘူးအာဆင်နယ်ကလည်းဒါခပ်ပိတ်ဖဲကျွန်တော်အထင်ရပြောရင်ဆော့လာမယ်အာဆင်နယ်အနေနဲ့ပိတ်ဖို့အာဆင်နယ်ကတရေကိုဥတီမှာအာဆင်နယ်ကကျွန်တော်တို့တရေကိုဥတီမယ်မိုင်စီးရီးကကျွန်တော်တို့အနိုင်ကိုဥတီမယ်ဒါကခုလက်ရှိကျွန်တော်တို့သွားနေတဲ့ခြေစွမ်းမျိုးပေါ့အဲ့တော့ဒါအာဆင်နယ်အနေနဲ့ကဒါခုနောက်ပိုင်းပွဲစဉ်တွေမှာကျွန်တော်မြင်သလောက်ဆိုရင်အာဆင်နယ်ရဲ့ခြေစွမ်းကတော်တော်ကိုရော့တိရော်ရဲနိုင်လာတဲ့အထင်းမှာပါတယ်အနောက်တန်းကလည်းကျွန်တော်တို့ဂိုးတွေပေးရတယ်နောက်ဆုံး၅ပွဲမှာတော့ကျွန်တော်တို့၃ပွဲဂိုးအောက်ထားတယ်မှန်တယ်ကျွန်တော်တို့ဂိုးတွေကတော့ပေးနေတော့ပဲဒါပေမဲ့အာဆင်နယ်ကကျွန်တော်တို့ဂိုးမပေါ်ဘူးနောက်ဆုံး9ပွဲ10ပွဲလောက်မှာအာဆင်နယ်ပေါ်တယ်ပွဲက2ပွဲပဲရှိတယ်ကျန်တဲ့ပွဲစဉ်ဒီအာလုံးကအာဆင်နယ်ဒီအောက်ထားတယ်ဆိုတဲ့ဘက်မှာတော့ရောက်တယ်ဒါအာဆင်နယ်အနေနဲ့ပေါ့အာဆင်နယ်ဘက်ကကြည့်ရင်အဲ့တော့မိုင်စီနဲ့ထိတ်တိုက်တွေ့ဆုံမှုလဲအာဆင်နယ်ကဂိုးအောက်တာတွေများတယ်ကျွန်တော်တို့နောက်ဆုံး9ပွဲမှာဆိုအာဆင်နယ်2ပွဲပဲပေါ်တယ်ကျန်တဲ့ပွဲစဉ်တွေအာလုံးကအောက်ထားတဲ့ဘက်မှာသွားတယ်အဲ့တော့ဒီပွဲကလည်းကျွန်တော်အမြင်ပြောရင်မိုင်စီတီကအနိုင်ကိုဥတီပြီးတော့ကစားလာမယ်အာဆင်နယ်ကတရီကိုဥတီပြီးတော့ကစားလာမယ်ကျွန်တော်အမြင်ရပြောရင်အဲ့ကြီးကအရန်ပြင်းလွန်းတယ်ကျွန်တော်အမြင်ရပြောတာအဲ့ကြီးကအရန်ပြင်းလွန်းတယ်ကျွန်တော်အမြင်ရပြောရင်ကျွန်တော်ကတော့ရှင်းတယ်ကျွန်တော်ကမိုင်စီတီအသင်းကြိုက်တယ်ကျွန်တော်အမြင်ရဆိုရင်ရှင်းတယ်ကျွန်တော်မိုင်စီတီအသင်းကြိုက်တယ်ဒါကဒီညကျွန်တော်အကြိုက်မိုင်စီတီ1-0 or 2-1လောက်နဲ့နိုင်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်။ဘာကြောင့်လဲဆိုတော့ကြေးတီလိုအပ်တာထက်ပိုးပြင်းနေတဲ့ဘက်ကိုရောက်တယ်။ကျွန်တော်က level 30ရှုံးလောက်ပဲမှတ်မိမယ်ကြီးကလည်းတလုံး level 100ရှုံးထိပေးခြင်းအပြင် Man City အိမ်ဝင်းမှာ Man City သူ့ရဲ့အနိုင်ရလက်ကိုမဖြစ်မနေယူလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ Arsenal လည်းခုလက်ရှိချွေဆောင်ဝိနေတာရောပါတယ်ပေါ့။အဲ့တော့ဟုတ်ပြီကျွန်တော်တို့နောက်တစ်ပွဲကဘာတော့ဆိုတော့ဘိုင်ယန်မြူးနစ်ပွဲဘိုင်ယန်မြူးနစ်ကဒီညမှာစတူဂတ်နဲ့တွေ့တယ်ဘော်ဒီကြီးက1-80ရှုံးကိုပေါင်းကြီးက4လုံး5စား4တည်ရထားလိုက်တော့4တည်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့စဉ်းစားရမှာ2ချက်ရှိတယ်တည်ခံပြီးတော့စစ်ဖြစ်နဲ့စောင့်မလားဒါမှမဟုတ်အနိုင်အရှုံးကိုရဲရဲတင်းတင်းလုပ်မလားဆိုတဲ့အပေါ်မှာကျွန်တော်တို့ကစောင့်ရမယ်ကျွန်တော်အမြင်ရပြောတာ180ဆုံးဆိုတဲ့ကြီးကဘိုင်ယန်ကတေချာပေါက်ကတော့80ရတော့ကျွန်တော်တို့ကစားမယ်
တလုံးနဲ့နိုင်မှာလားနှလုံးသွားမှာလားအဲ့အပေါ်မှာကျွန်တော်တို့ကြည့်ပြီးကစားမှာလားဒါမှမဟုတ်ရင်ဒေတာပေါက်၄လုံးတော့သွားမယ်၅လုံးကတော့သွားချင်မှသွားလိမ့်မယ်တရီနဲ့ကစားမှာလားဆိုတဲ့ဘက်မှာဘတ်နှစ်ဖက်ကွဲလိမ့်မယ်နောက်တစ်ခုပြောရမှာကဘိုင်ယန်မြူနစ်ကတင်ရနိုင်ရင်ဘွန်ဒလီဂါချန်ပီယံဖြစ်ပြီးတရီကြရင်တောင်ဖြစ်တယ်မှတ်တယ်ဒါပေမဲ့ဘိုင်ယန်ကစိတ်ချပါကိုယ့်အိမ်ကွင်းရှိမှာတရီခံမှာမဟုတ်ဘူးစတူဂတ်လူအသင်းမျိုးကိုကိုယ့်အိမ်ကွင်းရှိမှာဘိုင်ယန်မြူနစ်ကတရီခံမှာမဟုတ်ဘူးဆိုလိုချင်တာကကျွန်တော်လိုက်ကြည့်သလောက်စတူဂတ်နဲ့ဘိုင်ယန်မြူနစ်ရဲ့ဘိုင်ယန်ရဲ့အိမ်ကွင်းမှာ၅လုံးသွားတာဒီရှားတယ်ကျွန်တော်လိုက်ကြည့်သလောက်က၄လုံးနေနဲ့ပဲအဆုံးသက်တယ်အလွန်ဆုံးကဂိတ်ကုံ၄လုံး၃လုံး၄လုံးများတယ်၄လုံးပဲများတယ်၅လုံးသွားတာနဲတယ်၅လုံးသွားတာကျွန်တော်လိုက်ကြည့်တော့ဆိုနောက်ဆုံး9ပွဲ10ပွဲမှာ2ပွဲလောက်ပဲရှိတယ်၄လုံးနေကြည့်သွားတာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီပုံမှာ risk ယူရမယ်ကျွန်တော်အမြင်အပြောရင်1-80ရှုံးကြီးမှာလိုက်ကြည့်သလောက် record လေဘိုင်ယန်ရဲ့အိမ်ကွင်းမှာစတူဂတ်ကဘာမှမလုပ်နိုင်ဘူးဘိုင်ယန်ရဲ့အိမ်ကွင်းမှာဘိုင်ယန်ကအပြတ်ကြီးရိုက်တာ4 စီးတွေ3 စီးတွေ2 စီးတွေ3-1တွေ4-1တွေအဲ့လိုကြီးရိုက်တာဆိုလိုချင်တာဘိုင်ယန်ရဲ့အိမ်ကွင်းမှာဘိုင်ယန်ကစတူဂတ်ကိုအပြတ်ကြီးရိုက်တာကျွန်တော်အမြင်အပြောရင်ပြီးခဲ့တဲ့ဘိုင်ဒါကရီယယ်မက်ဒရစ်ကြီးကိုပဲပြန်ပေးတာအဲ့တော့လေးလုံးကတော့နည်းနည်းလေးတော့စစ်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်စစ်ဖြစ်လိမ့်မယ်လို့တော့ထင်တယ်ဒါပေမဲ့ကျွန်တော်စစ်မလို့ချင်တော့စစ်တီဘတ်တွေကျွန်တော်မလို့ချင်ဘူးဒါရှင်းရှင်းပဲပြောတာဘိုင်ယန်ရဲ့အိမ်ကွင်းမှာဒီညနိုင်ရင်ချန်ပီယံရှစ်မဲ့ဘိုင်ယန်ရဲ့အိမ်ကွင်းမှာဘိုင်ယန်ဒီကျွန်တော်စတူဂတ်ကိုအထာထားမှာမဟုတ်ဘူးလို့ပဲကျွန်တော်ကထင်တယ်စတူဂတ်ကချန်ပီယံလိအိမ်ကွင်းဝင်ခွင့်အတွက်တိုက်ပွဲဝင်မှာမှန်တယ်ဒါပေမဲ့အဝေးကွင်းမှာဘိုင်ယန်ကိုခန့်ကန်နိုင်ဖို့မလွယ်ဘူးစတူဂတ်ကျွန်တော်လိုက်ကြည့်တော့ကသူအိမ်ကွင်းမှာပဲခန့်ကန်နိုင်တာအဝေးကွင်းမှာဘိုင်ယန်ကိုခန့်မကန်နိုင်ဘူးစတူဂတ်ကအဝေးကွင်းမှာအဲ့တော့လက်ရှိမှာကျွန်တော်ကပြားတွေပက်တွေလုံမနေတော့ဘူးဘိုင်ယန်နှလုံးပြတ်ကိုပြတ်မယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ဘိုင်ယန်မြူနစ်အသင်းကြိုက်တယ်အဲ့တော့နောက်တစ်ပွဲကနော်တန်ဖော်ရက်ပွဲဘန်လီနဲ့135ရှုံးပေးတယ်ကျွန်တော်တို့နော်တန်ဖော်ရက်ကကိုပေါင်းကြီးက3+55စားဂေါ်ဒီကြီးက1-25ရှုံးဘန်လီကမျောလင့်ချက်မဲ့နေတယ်အသင်းနော်တန်ဖော်ရက်ကပြီးခဲ့တဲ့ပွဲကမှဟိုဟာကိုပူနွေးနေနိုင်ထားတယ်ကျွန်တော်တို့ခုလက်ရှိပစုတုံးပြီးခဲ့တဲ့ပွဲကပေါ်တူကိုပူနွေးနေနိုင်ပြီးတော့နော်တန်ဖော်ရက်ကစိတ်တက်ကြွနေတယ်ပေါ့ဗျာတက်ကြွတဲ့ကြက်ဖားတွေသူဖြစ်နေတယ်စိတ်ထွက်တော်တော်လေးတက်နေတယ်အဲ့တော့နော်တန်ဖော်ရက်အနေနဲ့ဒီပွဲကသူ့အတွက်တစ်ဖက်ကလည်းရူပါလေးရှိတယ်ဒီပွဲကနိုင်လိုက်ရင်တန်းစင်းစုံတွေကသူတော်တော်လေးကိုကောက်သွားမယ်ဥမာစပါးလိုအသင်းမျိုးနဲ့9မှတ်ဖြတ်သွားနိုင်တယ်ဒီပွဲနိုင်လိုက်တာနဲ့ပြကြတော့ဘန်လီကဘာမျောလင်းချက်မှမရှိဘူးနော်တန်ဖော်ရက်ဒီသူ့ရဲ့အိမ်ခွင်းရှိမှာဘန်လီလိုအသင်းမျိုးကိုကျွန်တော်အမြင်ရပြောအပြတ်ရိုက်ကိုရိုက်ရမှာနော်တန်ဖော်ရက်ကနောက်ဆုံးလဲချေးငိမ့်လာတယ်ကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့နိုင်နာဘာညာတိတ်မရှိပြီမှာနောက်ဆုံး6ပွဲမှာနော်တန်ဖော်ရက်ကအရှုံးမရှိဘူးဆိုလိုချင်တာနော်တန်ဖော်ရက်ဒီနောက်ဆုံး6ပွဲရှုံးပွဲဆက်ရှုံးမရှိဘူးသူနဲ့ခြေစွမ်းပြန်တက်လာတယ်ဘန်လီလိုအသင်းမျိုးကိုရိုက်ထားမှယူပါလိကိုစိတ်ဆောက်ပြောက်ကန်လို့ရမှာစပါးတီကျွန်တော်တို့မင်းညာကတရေကျသွားတဲ့အနေအထားမျိုးမှာဒီညကနော်တန်ဖော်ရက်တဲ့ရုံးကိုရုံးရမယ်ညပဲကျွန်တော်မင်းညာကဘုံပေါက်ပြောသလိုပဲဘန်လီဒီမျောလင်းချက်မဲ့နေတဲ့အသင်းနော်တန်ဖော်ရက်ကလက်ရှိသေးရှင်ကြီးအနေထားဘာလာဒေါင်းရမှာဆိုလိုချင်တာကမဖြစ်မနေကိုလောက်ရတော့မဲ့တိုက်ပွဲတစ်ခုကိုတက်ရမှာတော့ကောပွဲဖြစ်အောင်လောက်ပဲကံမှာဘာမှပြီးသွားပြီကျွန်တော်ပြောချင်တာဘန်လီကအဲ့တော့နော်တန်ဖော်ရက်ကတုံးတိုက်ကြားကြိုက်ကစားမဲ့အနေထားမျိုးမှာ1-25ရှုံးကြီးမှာတော့မင်းညာကလေးယူလိုက်တဲ့ညက်သွားတယ်ကျွန်တော်တန်းစင်းစုံအိမ်ကွင်းညက်သွားတယ်မင်းညာကလည်းကျွန်တော်တို့ဘုံမောက်သူ့ရဲ့ယူရိုပီယန်အချိန်အိမ်မက်အတွက်ညက်သွားတယ်အဲ့တော့ကျွန်တော်အမြင်ရပြောရင်နော်တန်ဖော်ရက်နေရဲ့ကိုယ့်ရဲ့အိမ်ကွင်းရှိမှာနှလုံးပြတ်မပြတ်ကိုပဲကျွန်တော်တို့စောင့်ကြည့်ရမယ်1-25ရှုံးကြီးမှာနှလုံးပြတ်မလားမပြတ်ဘူးလားအပေါ်မှာကျွန်တော်တို့စောင့်ကြည့်ရမယ်ကျွန်တော်နော်တန်ဖော်ရက်အတင်းကြိုက်တယ်အဲ့တော့ဒါကတော့ဒီညကြိုက်တဲ့3ပွဲကြိုက်တာကျွန်တော်ကြိုက်တာ2ပွဲမိုင်စီးတီးပွဲကကျွန်တော်ဒါညီကိုတို့အတွက်သုံးသပ်ပေးတာကျန်တဲ့2ပွဲကကျွန်တော်ကြိုက်တယ်အဲ့တော့ဒီထက်အကြိုက်ဆုံးပွဲစဉ်ကိုတော့ကျွန်တော်ရဲ့ Telegram Free Channel မှာရွေးချယ်ပြီးမှဖြစ်တယ်အားလုံးပဲကျေးဇူးတင်ပါတယ်